ကဲအားလုံးပဲမင်္ဂလာပါဒီကျွန်တော်ခုနပြောသလိုပဲဒီ shape ပြီးတော့မှကျွန်တော်ဒီသုံးပွဲပေးထားတယ်ဒီဗီဒီယိုကတော့နောက်ပွဲလေးတွေပါဒီနှစ်ပွဲထပ်ပေးထားပါတယ်ဒီခုကဟိုကျွန်တော်ပြောခဲ့လို့ပဲကျွန်တော်ဒီတရက်ပဲတပွဲဆော့တဲ့ညီကိုတွေဆိုရင်ဒီကျွန်တော်ကျွန်တော်ခုနပြောသလိုပဲ private body လေးတပွဲပဲဆော့ပါဒီကျွန်တော်ကတော့9ပွဲရွေးချယ်ပေးပါပါကြိုက်တဲ့ပွဲလေးတွေကို like ကစားကြပါဒီကျွန်တော်များများရွေးပေးတဲ့သဘောကကိုညီကိုတွေဒီကြိုက်တူတဲ့ပွဲလေးဆိုရင်စဉ်းစားပြီးသားရအောင်လို့ပါ2ယောက်စင်းတော့အဖြေပို့ထွက်တော့ပါဗျာဒီ channel နှစ်ပွဲလေးကတော့ဒီကျွန်တော် Premier League ပွဲစဉ်ဖြစ်တဲ့ဒီ9နိုင်ခွဲမှာရှင်နေတဲ့ဒီ Liverpool နဲ့ Nottingham Forest ရဲ့ပွဲလေးပါဒီပွဲမှာကျွန်တော်ဒီ Liverpool ကဒီအိမ်ငွေကနေပြီး Nottingham Forest ကိုဒီတစ်လုံး35ရှုံးကိုပါဒီ3လုံး30ရှုံးပေးထားတယ်ဒီဈေးကဘယ်လိုပြောရအောင်ကျွန်တော်မဖြစ်တဲ့ဘူးလို့ထင်တယ်ပါဆိုတော့ဒီ Nottingham Forest ကခုကျတော့တော်တော်ကိုညံ့တယ် Liverpool ကလည်းညံ့တယ်ဒါပေမဲ့ Liverpool လည်းညံ့တယ် Nottingham Forest လည်းညံ့တယ်ဆိုပေမဲ့Liverpool ဒီဈေးကတော့ပေးလို့မရဘူးဘာလို့ဆိုတော့ဒီတော့တဲ့ Forest ကပြီးခဲ့တဲ့ပွဲတော့ငါဒီကျွန်တော် Man U ရောအိမ်ငွေကနေဝေးခွင့်နဲ့ Man U 60ရုံမိတယ်ပြား100လောက်ဒီပြန်ခွာလိုက်မှာဆို Man U ဈေးနဲ့Liverpool ဈေးကတူတူလောက်နေထားမှာရှိနေတယ် Liverpool နဲ့ Man U ဈေးတန်းကဘယ်လိုပြောရမလဲဈေးတန်းရLiverpoolရဲ့ဈေးတန်းက Man U နဲ့ပေးလောက်အောင်ထိတော့ချင်းနေမစိုးသေးဘူးဒါကြောင့်ဒီ Liverpool တို့9တော့9-1နိုင်တယ်ဒါမဲ့ဒီနှလုံးပြေတော့မနိုင်ဘူးကျွန်တော်35ရာခိုင်နှုန်းကိုမျှော်မှန်းပြီးကန်ကောင်းရင်ကျွန်တော်တို့အပြတ်စားရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော် Nottingham Forest ကိုနေလိုက်ပါမယ်ဒီနောက်ပွဲလေးကတော့ဒီကျွန်တော်တို့ဒီ City ပွဲစဉ်ဖြစ်တဲ့ဒီကျွန်တော်တို့ဒီနာပိုလီတို့ရဲ့အတလန်တာတို့ရဲ့ပွဲတွေပါဒီကတော့နာပိုလီအိမ်ငွေကနေ45ပြရှုံးဒီကိုပေါင်းစီနှလုံး85ပြရှုံးပေးထားတယ်ဒီနာပိုလီရဲ့ဈေးတန်းကတိစတာမြော့နေတယ်ဒီကိုပေါင်းစီပြင်းနေတယ်ဘာလို့ကိုပေါင်းစီပြင်းနေပြောတယ်ကျွန်တော်တို့ဒီနာပိုလီကဒီမနစ်ကယာဒီတုန်းကဒီအတလန်တာရန်ကောင်းခဲ့တယ်အဲ့တော့မှဒီဈေးပေးခဲ့တယ်ခုကဒီအတလန်တာကခုရာဒီမှာမိနစ်ကလောက်မကောင်းဘူးနီးပြပြောင်းလဲလဲရှိပါနေတာမှာဒီတိုက်စစ်ပိုင်းမှာလဲတော်တော်ညံ့တယ်ဒီလွန်မန်းတို့ဆိုလဲဒီ9တောင်မှရအောင်မကန်နိုင်တဲ့နေထားတွေမှာတွေ့ရတယ်ဒီ9ပေါင်းလေးနေထားဆိုလဲဒီပြင်းနေပါဘူးပြင်းတယ်ဆိုတော့နာပိုလီရဲ့မနစ်ကထားတော့ဗျာမနစ်ကပုံမှန်နေထားမှာရှိတယ်ဒီအတလန်တာလည်းပုံမှန်နေထားမှာရှိတယ်အဲ့ဒီတော့ကတော့မှဒီ9ပေါင်းစီနှလုံး50ရှုံးလောက်ပေးခဲ့တာခုဒီအတလန်တာရဲ့ခြေစွမ်းရဆိုဒီဈေးပေးလို့မရဘူးကျွန်တော်ဒီပွဲဆိုတကယ်သူတို့ပေးမယ်ဆိုနှလုံး20ရှုံးလောက်တော့ပေးလို့ရတယ်ဒါပေမဲ့ဒီနာပိုလီကဂိုးလေးတွေရလာနိုင်တဲ့အနေထားမှာရှိတယ်ဒီအတလန်တာလည်းဒီဈေးတဲ့ရအောင်တေချာပေါက်ရလာနိုင်တယ်ကျွန်တော်ခမန်းချက်လေးကတော့ဒီပွဲကိုကျွန်တော်ဂိုးပေါ်ကြိုက်ပါတယ်2.12သွားမယ်လို့ထင်ပါတယ်ဒါကြောင့်ဒီကျွန်တော်အကြရွေးချယ်မှုလေးကဒီကျွန်တော်တို့ဒီနာပိုလီဂိုးပေါ်ပါဒီအကုန်လုံး9ပွဲဆိုတော့ဒီကျွန်တော်ဒီဘန်လေးဘော်ဒီကျွန်တော်ဘီဘာအိုဘော်ဒီ private body ဒီ Nottingham Forest body ကျွန်တော်ဒီနာပိုလီကိုပါကျွန်တော်အကြိုက်ဆုံးပွဲလေးကတော့ဒီ private body ပါတကယ်တပွဲတည်းပဲဆိုရင်ညိုအတွက်ဆိုတော့ private body ကိုပဲကစားဖို့ကြံပြပါတယ်ကဲမနဲ့ငွေထုတ်ကြအောင်ဗျာဒီကျွန်တော်ဒီမှာလောက်ဆောက်စားညိုတက်လဲဒီ Viber 3ချက်ကိုခွန်ချ83959မှာလောက်ဆက်တယ်ပါတယ်ဒီတသင်းကျိုးကနေပြီးတသင်းကျိုးအပြေကျိုးပုံလုံးကျွန်တော်တို့ဒီထိုးကြီး100ထိထိုးကြီးရဲ့စားတရားထိပလန်နေလဲရှိပါတယ်ကဲစိတ်ဝင်စားလောက်ဆောက်သားနေဆိုတော့ဒီ Viber 3ချက်ကိုခွန်ချ83959မှာဖြစ်ဖြစ်ဒီကျွန်တော်တက်ချက်ပါမှာပြလာရောက်ဆက်သွယ်မင်းမနိုင်ပါတယ်ကဲမနဲ့တော့ငွေထုတ်ကြရမယ်ဗျာ